ဒီလူတသမဟာလူတယောက်ရဲ့ဘောင်းဘီထဲကို108ဒီဂရီရှိတဲ့ရေပူတွေလောင်းထည့်ကြုံနေမကဘူးလက်ကြောင်းတွေကိုပါတစ်ချက်ထဲနဲ့ဖြတ်ပစ်ခဲ့တဲ့အထိရက်ဆက်ခဲ့သူပါဒါပေမဲ့မထင်မှတ်ပဲဒီလိုရက်ဆက်တဲ့လူတသမဟာရန်သူတွေရဲ့ထောင်ချောက်ဆင်မှုကိုခံရပြီးထောင်ထဲရောက်သွားခဲ့ပါတယ်ထောင်တွင်းဘဝကအလွန်ပင်ပန်းဆင်းရဲလာပေမဲ့နီတိုအကတော့သူ့ကိုယ်သူပြန်လဲသုံးသပ်သူအချိန်တွေရရှိခဲ့ပါတယ်သူဟာထောင်ကလွတ်လာရင်လူတသမဘဝကိုလုံးဝဆွန့်လွတ်တော့မယ်လို့တန်ဋိဌာန်ချလိုက်ပါတယ်လေးနှစ်ဆိုတဲ့အချိန်ကမြန်မြန်ဆန်ဆန်ပဲကုံဆုံးသွားခဲ့ပါတယ်ထောင်ထဲမှာအကျင့်စာရိတ္တကောင်းမွန်လာကြောင်းနီတိုဟာတတ်မှတ်ရက်ထဲစောပြီးလွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့လူတသမလောကကနေနှုတ်ထွက်ဖို့ဆိုတာစကားပြောသလောက်မလွယ်ကူပါဘူးလူထောင်ကထွက်လာမယ့်အချိန်ကိုစောင့်ပြီးကဲ့ရဲ့အညိုးတေးနဲ့လက်စားချေဖို့စောင့်နေကြတဲ့ရန်သူတွေအပြစ်မှာအများကြီးရှိနေပါတယ်ရဲတွေကတော့နီတိုတယောက်အပြစ်ရောက်ရင်လူကောင်းဖြစ်လာမယ်လို့မယုံကြည်ကြပါဘူးဒါကြောင့်သူထောင်ဝကနေခြေလန်းဆလိုက်တာနဲ့ရဲတစုကသူ့ကိုဝိုင်းဝန်းစစ်ဆေးပြီးပြင်းပြင်းထန်ထန်ရိုက်နေကြပါတော့တယ်နီတိုဟာသူ့မှာအပြစ်ရှိတယ်ဆိုတာသိနေတာကြောင့်ဖျားမခုခံခဲ့ပါဘူးရဲအရာရှိချုပ်ကတော့သူ့ကိုပြက်ပြက်သားသားသတိပေးလိုက်ပါတယ်ရှင်းနေတချို့ကကာရွန်ကိုဖြောင်းဖြာပြီးထွက်ဆိုချက်တွေကိုပြောင်းခိုင်းလိုက်ပုံရတယ်ဖျားပဲသိလိမ့်မယ်အဲ့ဒီအချိန်ကစပြီးဘာတွေဖြစ်ခဲ့တယ်ဆိုတာရဲတွေထွက်သွားပြီးနောက်မှာတော့နီတိုဟာသူ့ကိုယ်သူတန်ရှင်းရေးလုပ်ပြီးတားဖြစ်သူလီယိုကိုတွေ့ဖို့ဇနီးဟောင်းရဲ့အိမ်ကိုထွက်လာခဲ့ပါတယ်ဇနီးဟောင်းကတော့အိမ်တော်အစ်စ်နဲ့ဖြစ်နေပြီးနီတိုရောက်လာတာကိုလုံးဝမနစ်သက်ပါဘူးနီတိုရဲ့အတိတ်ကအရေးမဲတွေကြောင့်သူမရဲ့ဘဝအစ်စ်ပျက်စီးသွားမှာကိုစိုးရိမ်နေပါတယ်ဒါပေမဲ့မိခင်တယောက်အနေနဲ့တားဖြစ်သူကသူ့ဖအိမ်ကိုဘလောက်လွမ်းဆွတ်နေလဲဆိုတာသိတာကြောင့်လီယိုနဲ့တွေ့ခွင့်ပေးလိုက်ပါတယ်နီတိုကိုမြင်လိုက်ရတဲ့အချိန်မှာလီယိုဟာအလွန်ဝမ်းသာသွားခဲ့ပါတယ်သူဖခင်ရဲ့လက်တွေမှာသွေးစွန်းခဲ့ဖို့တယ်ဆိုပေမဲ့လီယိုရဲ့မျက်လုံးထဲမှာတော့သူဟာအမြဲတမ်းနူးညံ့ပြီးအားကိုးလိုက်တဲ့ဖခင်တယောက်ပါပဲခွဲခွာနေရတဲ့အချိန်တစ်ချောင်းလုံးလီယိုဟာသူ့ရဲ့လွမ်းဆွတ်မှုတွေကိုပန်းချီကားတွေထဲမှာပုံဖော်ခဲ့ပြီးနီတိုရဲ့ပုံသူကားတွေအများကြီးကိုဆွဲထားပါတယ်ဇနီးဟောင်းကခဏတစ်ဖြောက်ပဲတွေ့ခွင့်ပေးခဲ့ပေမဲ့အဲ့ဒီအချိန်တူအတွင်းမှာပဲသူမရဲ့လက်ရှိခင်မွန်ဘင်းစင်တာသူမအပေါ်ကောင်းကောင်းမဆက်ဆံဘူးဆိုတာကိုနီတိုသိလိုက်ရပါတယ်အကယ်၍ဘင်းစင်ကသူဇနီးကိုတောင်နှိပ်စက်နေတယ်ဆိုရင်လီယိုကိုမိသားစုတယောက်လိုဆက်ဆံဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါနီတိုလိုစကားပြောနေတာကိုတကားဝါကနေကြားသွားတဲ့ဇနီးဟောင်းကနီတိုကိုအိမ်ကချက်ချင်းနှင်းထုတ်လိုက်ပြီးသူမကိစ္စတွေမှာဝင်မပါဖို့တတိပေးလိုက်ပါတယ်သူမရဲ့လက်ရှိဘဝကနီတိုနဲ့ဘာမှမဆိုင်တော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့သူ့သားလေးဒုက္ခရောက်နေတာကိုတိတိကြီးနဲ့နီတိုကဘလို့လို့လွှဲသွားနိုင်မှာမလဲသူဟာသူ့ဆရာစီကိုသွားပြီးဘင်းစင်အကြောင်းစုံစမ်းတယ်လို့သူအနားယူတော့မယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်ဆရာဖြစ်သူကသူ့ကိုတားဆီးဖို့မကြိုးစားခဲ့ပေမဲ့အချက်တစ်ချက်ကိုပြက်ပြက်သားသားတောင်းဆိုလိုက်ပါတယ်အဲ့ဒါကတော့နီတိုဟာတခြားဘယ်ခွင်ကိုမှမဝင်ရဘူးဆိုတာပါအကယ်၍နီတိုသာတခြားဘက်ကိုဘက်ပြောင်းသွားမယ်ဆိုရင်နီတိုရဲ့မိသားစုကိုပါလိုက်လံတပ်ဖြတ်မယ်လို့ချင်းချောက်လိုက်ပါတယ်နီတိုကတော့ဒီလောကရဲ့စီးရဲတွေကိုနားလည်တာဖြစ်ပါတယ်သူဟာတစ္ဆာရှိမှဖြစ်ကြောင်းတခြားအဖွဲ့အစည်းကိုလုံးဝမဝင်တော့ဘူးလို့ထပ်ခါဂရိပေးလိုက်တော့မှဆရာဖြစ်သူကဘင်းစင်အကြောင်းသူတိမာတွေကိုပြောပြပါတော့တယ်